ဒီအကို AM နဲ့လက်တွဲပြီး6လလောက်ကြာတဲ့အချိန်မှာတော့အကိုရဲ့ဒီကြော်ညာတွေရောအကိုရဲ့ Facebook page တွေကိုလည်းဝင်ကြည့်သိမှာပါအကိုပို့ပြီးတော့ branding ဖြစ်လာတယ်လို့ခံစားရတယ်ပေါ့နော်အကိုရဲ့ marketing လည်းထိရောက်တယ်လို့အကိုခံစားရတယ်မင်္ဂလာပါညီလေးအကိုနာမည်ကတော့စိုးတန်ပါအကိုရဲ့ဒီလုပ်ငန်းကတော့တိတိဆန်ပေါ့နော်တိတိဆန်ပိုးရရှိတဲ့အမျိုးမျိုးဖြန့်ရှိတာဒါပေမဲ့အကိုရဲ့ main product ကတော့အကိုစက်ရုံမှာတော့ဒီ digital printing နဲ့ computer span တို့တွေကိုကိုယ်တိုင်ထုတ်တယ်ပေါ့နော်အဲ့ဒီပြင်ကိုကဘာတွေထပ်လုပ်လဲဆိုတော့အကိုတို့ one win ပေါ့ one win မရဘူးလားဘက်မှာကိုတို့ကဒီရကန်းစင်150လောက်နဲ့ကိုတို့ကပစိုးတွေထုတ်တယ်ပြီးတော့မြန်မာတွေအကုန်ထုတ်တယ်ပေါ့နော်မြန်မာတွေနဲ့ပတ်သက်တာဆိုလို့ရှိရင်တော့အကိုတို့ကရှိတယ်နဲ့ပတ်သက်တာဆိုရင်အကိုတို့ကုန်ထုတ်တယ်ပြီးတော့အခုမြန်မာပြည်နှံ့လဲဖြန့်ရှိပေးနေကိုအနေနဲ့ marketing ကဘယ်လောက်ထိရေးပါလဲဆိုရင်တော့ marketing ကအခုလုပ်ငန်းရှင်တွေအတွက်ကတော့လုပ်ငန်းတစ်ခုရဲ့နှလုံးသွေးကြောလို့ပဲအခုပြောလို့ရတယ်ပေါ့နော်တချို့လုပ်ငန်းရှင်တွေတော်တော်များများက marketing ကိုဒီပတ်စံဖြုံတဲ့အလုပ်လို့ထင်ကြတယ်ပေါ့ဒါပေမဲ့အခုတို့အနေနဲ့ကတော့ဒီ marketing မရှိဘူးဆိုရင်အခုရဲ့စက်ရုံကထွက်တဲ့အထည်တွေဘယ်လောက်ပဲကောင်းအခုဘယ်လောက်ပဲတော် marketing မရှိရင်လူသိမှာမဟုတ်အဲ့တော့ကြောင့် marketing ကတော့အခုလုပ်ငန်းတွေအတွက်ကတော့နှလုံးသွေးကြောလို့အခုမြင်ပါတယ်အခုက AM ကိုအခုကတရက်မှာအခု Facebook ပို့နေတာ AM နဲ့ဒီဦးကျန်းနဲ့ interview တစ်ခုကိုတွေ့လိုက်တယ်တွေ့လိုက်တော့ service ပေးတဲ့ဘိုင်းတွေ marketing ဘိုင်းတွေကိုပြီးတော့ဒီ page ထဲမှာကြော်ညာတဲ့ဟာလေးတွေကိုဝင်ကြည့်တဲ့အချိန်မှာကိုသဘောကျတယ်ပေါ့နော်သဘောကျအဲ့ကနေမှအခုစပြီးတော့AM နဲ့စပြီးလက်တွဲဖြစ်ခဲ့တာပေါ့နော်ဦးကျန်းနဲ့ interview ကနေပြောလို့ရတာပေါ့အခု AMG နဲ့ဆိုရင်တော့အခု9လကျော်6လထဲမှာလောက်ဖြစ်သွားလောက်ပြီပေါ့နော်6လလောက်ရှိပြီပေါ့အများကြီးရှိခဲ့ပါတယ်အရင်ကအကိုကတိတိတန်ကိုကြော်ညာလုပ်တဲ့အပိုင်းတွေမှာအကိုရဲ့ကြော်ညာတွေက branding သိပ်မဖြစ်ဘူးပေါ့နော်marketing ကလည်းကိုလိုချင်တဲ့ပုံစံမထိရောက်ဘူးလို့ကိုခံစားရတယ်ဒီအကို AM နဲ့လက်တွဲပြီး6လလောက်ကြာတဲ့အချိန်မှာတော့အကိုရဲ့ဒီကြော်ညာတွေရောအကိုရဲ့ Facebook page တွေကိုလည်းဝင်ကြည့်သိမှာပါအခုပို့ပြီးတော့ branding ဖြစ်လာတယ်လို့ခံစားရတယ်ပေါ့နော်အခုရဲ့ marketing လည်းထိရောက်တယ်လို့အခုခံစားရတယ်ဒီ campaign လုပ်ဖို့တော့ကျွန်တော်ဒီ AM ကပဲကျွန်တော်အကြံပေးတာပေါ့နော် Gemini တို့ ChatGPT တို့မှာ AI မှာကိုသွားမေးတော့အခုရဲ့ဒီ branding တွေ marketing တွေလုပ်ဖို့အတွက်ကိုဘာတွေလိုအပ်လဲဆိုတော့ဒီ campaign တွေဒါတွေပေါ့နော်လုံးတင်တယ်လို့အခုအကြံပေးတယ်ပေါ့အဲ့ဒါနဲ့အခုလည်းဒီဟာကိုစိတ်ဝင်စားပြီးစလုပ်ခဲ့တာပါအခုလိုချင်တဲ့ target ကိုရောက်နေပြီလားဆိုတော့အခု AM နဲ့လက်တွဲခဲ့တဲ့ဒီ6လတာတော်တွင်မှာပေါ့နော်အရင်ကတည်းဆိုင်တော့အခု 100% မဖြစ်ဘူး 100% တော့အခုမပြည့်သေးဘူးဒါပေမဲ့အခုအရင်ကတည်းဆိုင်တော့90% လောက်တော့အခုရောက်လာပြီလို့တော့အခုခံစားရပါတယ် AM နဲ့ပတ်သက်ပြီးတော့အခုထွေထူးတော့ပြောစရာတိတ်မတွေ့သေးဘူးပေါ့နော်မတွေ့သေးဘူးဆိုတော့အခုကိုနဲ့လက်တွဲလာတဲ့6လတာတော်တွင်မှာအခုရဲ့လုပ်ငန်းကို view site ထားတွေအခုရဲ့ဝန်ထမ်းတွေတက်တော့မှအခုရဲ့လုပ်ငန်းကိုပိုပြီး view site တယ်လို့တော့ခံစားရတယ်လောဆယ်တော့အခုဘက်ကနေပြီးတော့ AM ကိုထောက်ပြစရာဆိုလို့အခုလောဆယ်တော့မတွေ့သေးဘူးပေါ့နော်